chào xe về xe mà hoa nè thâu thamပြန်တနော်ရဲ့မေဝါဒနီတွေဝဲကားလေးအကျော်ဆိုင်လေးကားဂိတ်တစ်ပေကြော်ရဲ့အသင်းဖြစ်တဲ့အချိန်မှာအချင်းဆုံးသာအထွေလေးက original မှာအပူစားရဲ့ပြောမထွက်လို့အတူတူကြောင်းသွားပေါ်လေးကိုကြောင်းမုံဆိုင်စေရန်ကိုမခေါ်နိုင်ဒါကိုအမေမသိခဲ့တော့အိမ်ပြန်ရောက်တဲ့ခါတိုင်းမှာအတင်းမေးတာသားလေးကြောင်းမှပြောရဲ့လားပြောတာပေါ့အမေရဲ့ပြောတာပေါ့အမေရဲ့ကြောင်းကြီးမှာသားလေးတော်တော်ပြောပါတယ်ပြောတာပေါ့အမေရဲ့ပြောတာပေါ့အမေရဲ့ကြောင်းကြီးမှာသားလေးတော်တော်ပြောပါတယ်အဖေကတောက်တယ်လို့ကျွန်တော်ပလင်းပြေးဝဲကအပြန်နန်းထိပ်မှာကျောင်းကဆရာမလေးတွေ့ပြီးအန်ကိုကြည့်နှာခေါင်းပိတ်ကနန်းစောလုံးလို့ဖြစ်မှာပါဖော်ဆိုမခိုင်ကန္နာအရဲ့ဆိုင်ကပလင်းကျော်ဆိုင်မှာအသုံးပြုဖို့ကျွန်တော်စီဘုံကြီးထံကအပြန်လမ်းထိပ်မှာကြီးစားကိုဆုံးပြီးမို့မျောစောနဲ့ချွေးကပြန်စိန်ခံကားပရင်ဝါစီကမင်းမျက်နှာမနှဲဝင်တော့ရာရင်သာစရာပြောတာပေါ့အမေရဲ့ပြောတာပေါ့အမေရဲ့ကြောင်းကြီးမှာသားလေးတော်တော်ပြောပါတယ်ပြောတာပေါ့အမေရဲ့ပြောတာပေါ့အမေရဲ့ကြောင်းကြီးမှာသားလေးတော်တော်ပြောပါတယ်ပြောတာပေါ့အမေရဲ့ပြောတာပေါ့အမေရဲ့ကြောင်းကြီးမှာသားလေးတော်တော်ပြောပါတယ်ပြောတာပေါ့အမေရဲ့ပြောတာပေါ့အမေရဲ့ကြောင်းကြီးမှာ